လူသတ်မှုနဲ့ထူးဆန်းထွေလာတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက်တရုတ်နိုင်ငံရဲ့သမိုင်းမှာအပြေမထွက်သေးတဲ့ကြောက်စရာအကောင်းဆုံးအမှုတစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်။အလုပ်တွေအများများပြီးတော့ပင်ပန်းနေတဲ့စောင်းတွင်းရဲ့အေးစိမ့်နဲ့ညတညမှာအင်ကိုအမြန်ပြန်နှွေးနှွေးထွေးထွေးနဲ့တခုခုစားပြီးတော့နားချင်တာကလူတိုင်းရဲ့ဆန္ဒလမ်းလျှောက်အိမ်ပြန်လာရင်းနဲ့လမ်းဘေးမှာပလတ်စတစ်အိတ်တအိတ်ပြုတ်ကျနေတာကိုတွေ့ရဆိုပါစို့အထဲမှာလည်းချက်ပြုတ်ဖို့အစင်သင့်လှီးထားတဲ့အသားတွေကအပြည့်ပဲဒီတော့မိတ်ဆွေတွေဆိုရင်ရောဘယ်လိုလုပ်မလဲဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့အဲ့ဒီအသားအိတ်ကိုကောက်ယူသွားမိတဲ့လူတစ်ယောက်ရဲ့အိမ်မက်ဆိုးအကြောင်းပဲဖြစ်ပါတယ်1996ခုနှစ်ဇန်နဝါရီလ19ရက်နေ့တရုတ်နိုင်ငံနန်ကျင်းမြို့ရဲ့ဆောင်းရာသီကအဲ့ဒီနှစ်မှာဆိုရင်တော်တော်လေးကိုအေးတယ်လူတိုင်းအိမ်ထဲမှာပဲနှွေးနှွေးထွေးထွေးနေကြပြီမဲ့တန်ရှင်းအလုပ်သမားတယောက်ကတော့လမ်းပေါ်မှာအချိန်ပိုဆင်းပြီးတော့အလုပ်လုပ်နေရတုန်းပါပဲသူလမ်းရှင်းနေရင်းနဲ့ကျင်းချဲခိုလမ်းနားမှာပစ်ထားတဲ့လက်ကင်အိတ်တအိတ်ကိုသတိထားမိတယ်ဖွင့်ကြည့်လိုက်တော့အထဲမှာတေးသေးချာချာအလွှာလိုက်တီးဖြတ်ထားတဲ့အသားတွေကိုတွေ့ရတယ်အယောင်အစင်းနဲ့အနေအထားရကြည့်ရတာတော့ဝက်သားနဲ့တူတယ်တယောက်ယောက်မှားပြီးတော့ကြံခဲ့တာပဲဖြစ်မှာပါဆိုပြီးတော့သူကတော့ကံကောင်းတယ်အောက်မိပြီးတော့အဲ့ဒီအိတ်ကိုအိမ်ကိုယူသွားခဲ့တယ်အိမ်ရောက်တာနဲ့သူကအကောင်ဆုံးအသားဆွပြုတ်ချက်ဖို့ပြင်ဆင်တယ်မုံလာဦးနီအာလူကြက်သွန်လိုအပ်တဲ့ဟင်းခတ်အမွှေးကြိုင်တွေအကုန်လုံးကိုသူထုတ်လိုက်တယ်ပြီးတော့အသားတွေကိုတန့်ရှင်းသွားအောင်ရေအောက်မှာတပြားချင်းစီတေးသေးချာချာလေးသူဆေးကြောတယ်အဲ့လိုဆေးကြောနေရင်လည်းလက်ထဲမှာတခုခုထူးဆန်းနေအောင်သူခန်းစားလိုက်ရတယ်အဲ့ဒီအသားလွှာတွေကြားထဲမှာရှေ့လျားလျားအရာတစ်ခုကိုသူကင်မိတာအလင်းရောင်အောက်မှာတေးသေးချာချာကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့တကိုယ်လုံးလည်းတောင့်တင်းသွားတယ်အဲ့ဒါကလူလက်တစ်ချောင်းဖြစ်နေလို့ပါသူ့မျက်လုံးကိုသူမယုံနိုင်ဘဲနဲ့အိတ်ထဲကိုပြန်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာနောက်ထပ်လက်နှစ်ချောင်းကိုထပ်ပြီးတော့တွေ့ရတယ်စုစုပေါင်းလူလက်၃ချောင်းပေါ့လေအဲ့ဒီအချိန်မှာသူနားလေသွားတာကဒါဝတ်သားမဟုတ်ဘူးချက်ချင်းပဲသူရဲ့စကန်ကိုဖုန်းဆက်တိုင်းနေအစကတော့ရဲတွေကနောက်ပြောင်တယ်လို့ထင်ခဲ့ကြပေမဲ့သူယူလာတဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီရဲစခန်းတစ်ခုလုံးလည်းတိတ်ဆိတ်သွားတယ်ဒါတကယ်လူသက်မှုပါရဲတွေကနန်ကျင်းတက္ကသိုလ်အနီးတစ်ဝိုက်ကိုပိုက်စိတ်တိုက်ပြီးတော့ရှာဖွေတယ်နေရာ8နေရာလောက်မှာအလားတူပလတ်စတစ်အိတ်တွေကိုထပ်ပြီးတော့တွေ့ရတယ်အာကစားကွင်းနားမှာဆေးရုံအပြင်ဘက်လမ်းဘေးတွေမှာကြောက်စရာအကောင်းဆုံးကတော့နောက်ရက်မှာတွေ့ရတဲ့အထုပ်ထဲမှာတော့ချက်ပြုတ်ထားတဲ့အသားတွေနဲ့အတူလူဦးကောင်းတစ်ခုပါလာပါတယ်။နောက်ရက်တွေမှာတော့သေဆုံးသူရဲ့ပစ္စည်းလို့ယူဆရတဲ့အင်ဂျီတစ်ထည်ကိုလည်းတွေ့ရတယ်။အဲ့ဒီခေတ်က DNA စစ်ဆေးတဲ့နည်းပညာတွေကတော့မထွန်းကားသေးဘူး။ရဲတွေစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီအသားဆိုင်တွေကတိရစ္ဆာန်အသားမဟုတ်ဘဲနဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ကြောင်းလည်းအတည်ပြုနိုင်ခဲ့တယ်။ဒီလောက်ရက်ဆက်တဲ့အသက်ခံရမှုကိုခံရတဲ့သူကဘယ်သူလဲ။သူကဘလို့လူစားမျိုးမလို့အခုလိုချက်ပြုတ်ခံရတဲ့အထိကံကြမ္မာဆိုးနဲ့ကြုံခဲ့ရတာလေ။သေဆုံးသူရဲ့နာမည်ကတော့ပြောင်းအိုက်ချင်းလို့ခေါ်ပါတယ်။ကျန်းစုပြည်နယ်ရွာငယ်လေးတရွာမှာမွေးဖွားခဲ့တာဖြစ်ပြီးတော့မောင်နှမ2ယောက်ထဲမှာအငယ်ဆုံးသူတို့မိသားစုကအရန်ကိုဆင်းရဲတယ်။စောင်းတွင်းရောက်ရင်အနှွေးထည်တစ်ထည်ကိုပဲညီမ2ယောက်မျှပြီးတော့ဝစ်ခဲ့ရတယ်လို့မုံဝယ်စားဖို့အတွက်ဆိုတာသူတို့အတွက်အိမ်မက်တစ်ခုပဲအမဖြစ်တဲ့သူကသူ့ရဲ့ညီမလေးအိုက်ချင်းပညာတတ်ဖြစ်စေခြင်းလို့ကြောင်းထွက်ပြီးတော့အလုပ်ကျန်းတွေလုပ်ပြီးတော့အိုက်ချင်းကိုကြောင်းထားပေးခဲ့တယ်။အိုက်ချင်းကလည်းစာအရန်တော်တယ်။စူးစမ်းပန်းစားစာသင်ပြီးတော့နောက်ဆုံးမှာတော့နာမည်ကြီးနန်ကျင်းတက္ကသိုလ်မှာကွန်ပျူတာဘာသာရပ်နဲ့ကျောင်းတက်ခွင့်ရခဲ့တယ်။မိသားစုကသူ့ကိုစာအုပ်ပဲအာယုံစိုက်စေခြင်းတဲ့အတွက်ကြောင့်အဖိုးဖြစ်တဲ့သူဆုံးပါသွားတာကိုတော့မှအိုက်ချင်းကိုအတိမပေးဘဲနဲ့ဖုံးကွယ်ထားခဲ့ကြပါတယ်။အိုက်ချင်းကအေးစစ်စစ်နေတတ်ပြီးတော့စာပဲလုပ်တဲ့မိန်းကလေးအဝတ်အစားအသစ်အစမ်းတွေကိုလည်းသူကမဝတ်ဘူးအပြင်အစင်တွေဘာတွေလည်းသူကယူမဆိုင်ဘူးဒါပေမဲ့သူကအမြဲတမ်းတန်တန်ရှင်းရှင်းနဲ့စနစ်တကျတော့ရှိနေတတ်တဲ့သူပါတကယ်ချင်းအပေါင်းအသင်းလည်းတိတ်ပြီးတော့မများဘူးဇန်နဝါရီ10ရက်နေ့ညနေ6နာရီခွဲလောက်မှာအဖြစ်ပြက်တစ်ခုလည်းဖြစ်ပျက်ခဲ့တယ်အိုက်ချင်းတို့အဆောင်ထဲမှာအဆောင်စည်းကမ်းကိုချိုးပေါက်ပြီးတော့လျှက်စစ်မီးဖိုနဲ့ဟင်းချက်မိကြတယ်အဲ့ဒီအတွက်အဲ့ဒီအဆောင်မှုကအိုက်ချင်းကိုပါဒဏ်ငွေတဝက်ဆောင်ခိုင်းခဲ့ပါတယ်သူကတော့သူမချက်ဘူးလို့ညင်းနေပေမဲ့အဆောင်မှုကအတင်းကျပ်တောင်းဆိုခဲ့တယ်အဲ့ဒီကိစ္စကြောင့်အိုက်ချင်းကသူစိတ်တိုတိုနဲ့အဆောင်ထဲကနေအပြင်ကိုသူထွက်ပြီးတော့လမ်းသွားလျှောက်တယ်သူအပြင်သွားခံဒီမှာသူ့ရဲ့ဂဒင်ကိုတေးသေးချာချာလေးခင်းချင်းထားခဲ့တာကိုကြည့်ရင်သူခဏပဲအပြင်ထွက်ပြီးတော့ပြန်လာဖို့ရည်ရွယ်ထားပုံရပါတယ်ဒီလိုနဲ့အိုက်ချင်းအဆောင်ကနေထွက်သွားတဲ့နေ့ကသူကအနက်ရောင်လှိုင်းလေးတွေပါတဲ့အနီရောင်ကုတ်အင်ကြီးကိုဝစ်ဆင်ထားခဲ့တယ်ဒါသူ့ကိုနောက်ဆုံးမြင်တွေ့လိုက်ရတဲ့ပုံရိပ်ပါပဲ
ထူးဆန်းတာကသူပျောက်ဆုံးသွားတာကိုအဆောင်ကတငယ်ချင်းတွေကတိုင်ကြားခဲ့ပေမဲ့အဲ့ဒီအဆောင်စီမံခန့်ခွဲတဲ့သူတွေကတော့မိသားစုကိုအကြောင်းမကြားခဲ့ဘူးပြဿနာတွေအကြီးအကျယ်မဖြစ်ချင်လို့ဖုံးကွယ်ထားခဲ့ကြတာဖြစ်ပါတယ်ဒီလိုနဲ့ဇန်နဝါရီ19ရက်နေ့မှာတော့အရာအလုံးကဘူးပေါ်တလို့ပေါ်ပေါက်လာခဲ့တာပါရဲတွေရှာဖွေတွေ့ရှိတဲ့အသားတွေကအံ့ဩဖို့ကောင်းလောက်အောင်တက်တက်ရဲရဲရှိလာတယ်ခန္ဓာကိုယ်ကိုအပိုင်းအစပေါင်း2000ကျော်လှိဖြတ်ထားတယ်အသားလာတွေကအရန်ကိုပါလွာပြီးတော့တစ်ခုနဲ့တစ်ခုအရွယ်အစားလည်းတူညီနေတယ်ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ကိုတော့ရပ်ပေါင်းများစွာချက်ပြုတ်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မျက်နာအသွင်အပြင်ကိုမှတ်မိဖို့လည်းမဖြစ်နိုင်တော့ဘူးဒါမဲ့ရဲတွေကိုအံ့အားသင်းစေခဲ့တာကသူ့ရဲ့မျက်နှာပြင်ပေါ်ကမှဲ့လေးတစ်လုံးပါအဲ့ဒီမှဲ့လေးကိုအခြေခံပြီးတော့မှဒါကတောင်းအိုက်ချင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တာပါဒီအမှုမှာကြောက်စရာအကောင်းဆုံးအချက်ကတော့သူ့ရဲ့အရေးကြီးတဲ့ကိုရင်းအင်္ဂါတွေဖြစ်တဲ့နှလုံးအသေးနဲ့တရွရွက်တို့ကလုံးဝပျောက်ဆုံးနေတာပါပဲတရားခံကဘာကြောင့်အဲ့ဓာတွေကိုယူသွားတာလဲဒီအချက်ကလူကုန်ကူးမှုလားဒါမှမဟုတ်တစ်ခုခုကိုယုံကြည်ကိုးကွယ်တဲ့ရတရားခြေမှုတစ်ခုလားဆိုတာလေမိခွန်းတွေကပေါ်ထွက်လာစေခဲ့ပါတယ်အဲ့ဒီလောက်စနစ်တကျကျွမ်းကျင်စွာလှိပြတ်နိုင်ဖို့ဆိုတာတမန်လူတယောက်အတွက်တော့မဖြစ်နိုင်ဘူးဒီလိုနဲ့ရဲတွေကတရားခံကိုအခုလိုမျိုးပုံဖော်ခဲ့ကြတယ်နံပါတ်1အနေနဲ့ကတော့ကျွမ်းကျင်ပညာရှင်ဖြစ်ရမယ်ခန္ဓာကိုယ်တိစောက်ပုံကိုနားလည်တဲ့ခွဲစိတ်ဆရာဝန်ဒါမှမဟုတ်တာသက်သမားဖြစ်ရမယ်နံပါတ်2အနေနဲ့ကတော့တဦးတည်းနေထိုင်တဲ့သူအသားတွေကိုအေးအေးဆေးဆေးချက်ပြုတ်ဖို့အတွက်အခန်းထဲမှာမီးဖို့ရှိပြီးတော့တယောက်တည်းနေထိုင်တဲ့သူဖြစ်ရမယ်နံပါတ်3အနေနဲ့ကတော့ကြန့်ခိုင်တဲ့သူအသက်လက်ပိုင်းအရွယ်ရှိပြီးတော့ခန္ဓာကိုယ်တန်ဆွမ်းတဲ့သူဖြစ်ရမယ်ဒီလိုနဲ့နန်ကျင်းတက္ကသိုလ်တဝိုက်မှာရှိတဲ့သူတွေအကုန်လုံးကိုစစ်ဆေးခဲ့ကြပေမဲ့အဲ့ဒီပုံစံမျိုးနဲ့ကိုက်ညီတဲ့သူတယောက်မှတော့မတွေ့ခဲ့ရဘူးအချိန်တွေကုန်သွားပြီးတော့နန်ကျင်းမြို့သူမြို့သားတွေရဲ့စိတ်ထဲမှာတော့အဲ့ဒီအသားစွပ်ပြုတ်လူသက်မှုကြီးကမေးမရနိုင်တဲ့အမာရွတ်ကြီးတစ်ခုလိုကြံနေခဲ့တယ်ဒီနေ့ခေတ်လို့ CCTV ကင်မရာတွေနေရအနှံ့ရှိတဲ့ခေတ်မျိုးသားဆိုရင်တော့တရားခံကမိဖို့တေချာတလောက်ရှိပါတယ်ဒါပေမဲ့60ခုနှစ်ကျော်ကာလကနန်ကျင်းတက္ကသိုလ်ကအမောင်ထုထဲမှာပဲရှိနေခဲ့ရတယ်ရဲတွေကအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီးတော့ចောင်းသားဆရာဝန်နဲ့ဝန်ထမ်းအားလုံးကိုဒီပြစ်မှုဖြစ်တဲ့အချိန်မှာသူတို့ဘယ်နေရာမှာရှိကြောင်းတက်သေးပြခိုင်းခဲ့ပေမဲ့လူတိုင်းမှာခိုင်လုံတဲ့အထောက်အထားတွေကရှိနေခဲ့ကြတယ်ရဲတွေကလူသက်သမားသုံးခဲ့တဲ့ plastic အိတ်အမျိုးအစားလက်ကင်အိတ်နဲ့အသားတွေကိုထုတ်ဖိုးခဲ့တဲ့ပန်းပုံစံနှိပ်ထားတဲ့အိပ်ရခင်းအပိုင်းအစားတွေကိုလူထုစီချပြပြီးတော့သဲလွန်ဆရှာခဲ့ပေမဲ့ဘာမှတော့ထူးခြားမလာဘူးနောက်ဆုံးမှာတော့ဒီအမှုကလမ်းဆုံးတဲ့အမှုအနေနဲ့တမိုင်းထဲမှာပဲညှိမြုပ်သွားခဲ့ရပါတယ်ဒီလိုနဲ့အမှုဖြစ်ပြီးတော့နှစ်20အတိအကျပြည့်တဲ့2016ခုနှစ်ဇန်နဝါရီလမှာတော့တရုတ်အင်တာနက်စာမျက်နှာတွေပေါ်မှာလည်းပွက်လောရိုက်သွားတယ်။အကြောင်းကတော့တရုတ်ဥပဒေအရအမှုတစ်ခုကနှစ်20အတွင်းမှာတရားခံမမိခဲ့ဘူးဆိုရင်တရားစွဲဆိုခွင့်တက်တန်းကကုံဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်လူသက်သမားကအလိုအလျောက်လွတ်ငြိမ်းချမ်းသာခွင့်ရတော့မလားဆိုတဲ့စိုးရိမ်မှုတွေပါလူတွေရဲ့တောင်းဆိုမှုတွေပြင်းထန်လွန်းတဲ့အတွက်ကြောင့်တရုတ်အစိုးရရဲ့ပြည်သူလုံခြုံရေးဝန်ထမ်းဌာနကနေပြီးတော့ဒီအမှုကိုဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးဘလောက်ပဲကြာပါစေတရားခံကိုမိတဲ့အထိရှာဖွေသွားမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်တေဆုံးသူတောင်းအိုက်ချီရဲ့မိသားစုကတော့အခုချိန်မှာတရားခံကိုဂလက်စားချေဖို့ထက်အမှန်တရားကိုပဲသူတို့ကသိကျင်တော့တာပါအိုက်ချီရဲ့အမဖြစ်တဲ့သူကအကယ်၍လူသက်သမားကဒီနေ့ထွက်လာပြီးတော့ဝန်ခံမယ်ဆိုလို့ရှိရင်တော့သူတို့ဖွင့်လို့ဖို့အဆင်သင့်ပါပဲသူတို့သိကျင်တာကဘာကြောင့်လဲဘာကြောင့်သူတို့ညီမလေးကိုဒီလောက်ရရဆက်ဆက်လုပ်ခဲ့ရတာလဲဆိုတာပါပဲခန္ဓာကိုယ်ကိုအပိုင်းအစ2000ကျော်ဖြစ်အောင်ချက်ပြုတ်လှိဖြတ်ခဲ့တဲ့အဲ့ဒီလူသက်သမားကအခုအချိန်မှာဆိုရင်တော့အသက်ကြီးနေတဲ့အဖိုးကြီးတယောက်အနေနဲ့လူတွေကြားထဲမှာပဲရောနှောနေထိုင်နေမလားဒါမှမဟုတ်ရင်ကွယ်လွန်သွားပြီလားဆိုတာဘယ်သူမှတော့မသိနိုင်တော့ပါဘူးနန်ကျင်းတက္ကသိုလ်လူသက်မှုကြီးကနှစ်ပေါင်းများစွာကြာတဲ့အထိအပြေမထွက်ဘဲနဲ့ရှိနေတဲ့အတွက်ကြောင့်လူတွေကြားထဲမှာကြောက်စရာကောင်းတဲ့ခံမှန်းချက်တွေအများကြီးလဲထွက်ပေါ်လာခဲ့ပါတယ်။အိုက်ချင်းအသက်ခံရတဲ့အချိန်မှာသပင်တူတူနဲ့အနီရောင်ကုတ်အင်ကြီးကိုဝတ်ဆင်ထားတဲ့အတွက်ကြောင့်သပင်တိုပြီးတော့အနီရောင်ဝတ်တဲ့ main ကလေးတွေကိုပဲရွေးသက်တဲ့လူသက်သမားရှိနေပြီလားဆိုပြီးတော့တမျိုးလုံးလဲထိတ်လန့်ခဲ့ကြပါတယ်။ဒါကကျောင်းသူလေးတွေကြားထဲမှာညဘက်အပြင်မထွက်ရဲလောက်အောင်ကိုခြောက်ချစရာဖြစ်ခဲ့တာပါ။အိုက်ချင်းရဲ့နှလုံးအသေးနဲ့တရွက်ရက်တွေပျောက်ဆုံးနေမှုအပေါ်အခြေခံပြီးတော့ဒါကကိုရင်းအင်ကာမှောင်ခိုရောင်းဝယ်မှုရဲ့တားကောင်ဖြစ်ခဲ့တာဆိုပြီးတော့လည်းအများစုကယုံကြည်ကြပါတယ်။တရုတ်နိုင်ငံမှာအဲ့ဒီအချိန်တုန်းကဆိုရင်လည်းအင်ကာအစိတ်အပိုင်းလိုအပ်ချက်တွေအများများနေတဲ့အတွက်ကြောင့်ဒါကစနစ်တကျလှုပ်ဆောင်ခဲ့တဲ့
ရာဇဝတ်မှုတစ်ခုဆိုပြီးတော့လည်းတန်တရားရှိခဲ့ကြတာပါနောက်ထပ်ရွေးရှာဖွယ်ကောင်းတဲ့ theory တစ်ခုကတော့တရားခံကလူသားစားခြင်းနဲ့စိတ်ဝေဒနာရှင်တယောက်ဖြစ်နိုင်တယ်ဆိုတာပါပဲဒါပေမဲ့မေးစရာရှိတာကအကယ်၍တရားခံကသာလူသားစားကျင်တာဆိုရင်ဘာဖြစ်လို့အသားတွေကိုနေရအနှက်လိုက်ပြီးတော့ပြစ်ထားတာလဲဆိုတဲ့အချက်ကတော့ဝေခွဲမရနိုင်အောင်ပါပဲ2008ခုနှစ်နောက်မှာဟေးမီစာဆိုတဲ့နာမည်နဲ့အင်တာနက်အသုံးပြုသူတယောက်ကအဲ့ဒီအမှုအကြောင်းကိုအသေးစိတ်လဲခွဲခြမ်းစိတ်ပြပြခဲ့ပါတယ်သူကလူသက်သမားကအိုက်ချင်းကိုချစ်နေခဲ့တဲ့သူဖြစ်နိုင်တယ်လို့ရေးသားခဲ့တဲ့အတွက်ကြောင့်လူတွေကသူ့ကိုတရားခံများလားဆိုပြီးတော့တန်တရားဝင်ခဲ့ကြတယ်နောက်ပိုင်းမှာတော့သူကဥပဒေကျောင်းသားတယောက်ဖြစ်ပြီးတော့ရဲရရှိဟောင်းတယောက်ရဲ့သားဖြစ်ချောင်းပေါ်ပေါက်ခဲ့ပေမဲ့သူ့ရဲ့ post တွေကတော့ချက်ချင်းအပြတ်ခံလိုက်ရတာကအခုအထိတော့တန်တရားဖြစ်စရာကောင်းနေသေးပါပဲရှန်တုံးကနေနန်ချင်းအထိသူ့စရိတ်သူစားပြီးတော့တွားရောက်စုံစမ်းခဲ့တဲ့ဒေါင်ဟောင်ရှောင်းလိုလူမျိုးတွေကလည်းရှိခဲ့ပါတယ်။သူကအိုက်ချီရဲ့မိဘတွေစီကိုတွားရောက်ခဲ့ပေမဲ့မိသားစုဝင်အချို့ကတော့ဒါကထူးဆန်းလွန်းတဲ့လုပ်ရက်တစ်ခုဆိုပြီးတော့ခံစားခဲ့ကြရပါတယ်။နှစ်တွေအကြာကြီးအတန်တိတ်နေပြီးတဲ့နောက်မှာ2022ခုနှစ်မှာနန်ချင်းတက္ကသိုလ်လူသက်မှုကြီးတရားခံမိပြီဆိုတဲ့သတင်းကအင်တာနက်ပေါ်မှာမီးဟုံဟုံတောက်တယ်လို့ပြန့်နှံ့သွားခဲ့ပါသေးတယ်။လူတွေအားလုံးဝမ်းသာအားရဖြစ်ခဲ့ကြပေမဲ့ရပ်ပိုင်းအတွင်းမှာပဲရဲတပ်ဖွဲ့ကဒါဟာသတင်းအမှားဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အမှန်တရားကိုငတ်မွတ်နေတဲ့အိုက်ချီရဲ့မိသားစုအတွက်ကတော့ဒါကသူတို့ရဲ့အသေးနှလုံးကိုနောက်ထပ်တစ်ကြိမ်ခွဲခံလိုက်ရတယ်လို့ပါပဲ2021ခုနှစ်လောက်မှာတော့အိုက်ချီရဲ့အမကနန်ကျင်းတက္ကသိုလ်ကိုတရားစွဲဆိုခဲ့ပါသေးတယ်။ကျောင်းရဲ့စီကံပိုင်းအားနည်းမှုကြောင့်ညီမဖြစ်သူအခုလိုမျိုးအသက်ခံရတယ်လို့ဆိုပြီးတော့ရော်ကြေးငွေတရုတ်ယွမ်1.6 တန်ဒေါ်လာနဲ့ဆိုရင်2သိန်းခွဲခန့်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကရက်သက်တစ်ပတ်လောက်အကြာမှာပဲဘာအကြောင်းပြချက်မှမပေးဘဲနဲ့အဲ့ဒီအမှုကိုပြန်ပြီးတော့ရုပ်သိမ်းသွားခဲ့ပါတယ်။အိုက်ချင်းရဲ့အဖေကသမီးအတွက်အမှန်တရားကိုရှာဖွေဖို့တက္ကသိုလ်စီကို၄ချိန်တိုင်တွားရောက်ခဲ့ပါတယ်။နောက်ဆုံးအချိန်တွားရောက်တဲ့အချိန်မှာတော့သူကအကျမ်းမာရေးလည်းမကောင်းတော့ဘူး။ငွေကြေးအရဆိုရင်လည်းအရန်ကိုခက်ခဲနေခဲ့ပါပြီ။ကျောင်းဘက်ကသူ့ကိုယွမ်ငွေအနှဲငယ်ကူညီခဲ့ပေမဲ့အပြန်အလှန်အနေနဲ့နောက်မှာဒီလိုအမှုနဲ့ပတ်သက်ပြီးတော့ဘာရော်ကြေးမှထပ်မတောင်းပါဘူးဆိုတဲ့ဂတိကဝတ်စာချုပ်မှာသူ့ကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒါကစင်းရဲတဲ့မိသားစုတစ်ခုရဲ့အားကိုးရာမဲမှုကိုဖော်ပြနေတဲ့ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုလို့လည်းပြောလို့ရပါတယ်။အခုဆိုရင်အဲ့ဒီအမှုဖြစ်ပွားခဲ့တာနှစ်ပေါင်း30နီးပါးရှိလာခဲ့ပါပြီ။တရားအိုက်ချင်းကကိုရင်းအင်ကမှောင်ကိုခိုင်းရဲ့သားကောင်ဖြစ်ခဲ့တာလားဒါမှမဟုတ်လူသားတွေရဲ့စိတ်အတွင်းတန်တန်ကနားမလည်နိုင်တဲ့အမောင်ထုတွေကအယူတယောက်ရဲ့လက်ချက်လားအခုနားထောင်နေရဲ့မိတ်ဆွေတွေရောဘယ်လိုထင်ကြပါသလဲအမတရားဆိုတာတနည်းပေါ်လာအောင်မလားဒါမှမဟုတ်ဒီအတိုင်းပဲသမိုင်းထဲမှာပျောက်ကွယ်သွားတော့မှလားဆိုတာကိုပြောကြရင်းနဲ့ဒီအမှုလေးကိုဒီမှာပဲနှီးကုန်းချုပ်ပြစီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်